လောကကြီးထဲမွေးဖွားသက်ရှင်လာရှင်သန်ကြည်ပြင်ဖို့အတွက်ကြိုးစားရုန်းကန်ပေးသူသူ့အတွက်မငယ်ဘူးမိသားစုအတွက်ဆိုရင်ခက်ခဲကြမ်းတမ်းလဲပြုံးပြောနေတတ်သူစားဖို့ဝတ်ဖို့ရေးလဲကုန်တာဝင်ယူမိသားစုအတွက်ဆိုရှိကကာကွယ်သူဖျားတရားမမေ့ဖို့အမြဲလဲတုံ့တင်ပေးတမတရားတိုင်းလိုက်လျှောက်သက်ရှင်စေတဲ့သူတကယ်ဆိုရင်လေဖေပင်မလုံးလာပြီဒါပေမဲ့လေတစလေးမညီထွားမနေဘူးဘယ်လိုချင်နေမစိုးသူချစ်တဲ့သားသမီးတွေတွေ့ဘာတွေကြုံလာပါစေသူမမူဘူးဒါပေမဲ့လေတစလေးမှနာမနေဘူးဘယ်လိုချင်နေမှမစိုးသူချစ်တဲ့သားသမီးတွေတွေ့ဘာတွေဘယ်လိုကြုံလာပါစေမမူneed the